မမေဆွေများအားလုံးမင်္ဂလာပါဒီကနေ့ဓမ္မမေဆွေများကိုမြောက်ပေးခြင်းနဲ့ဓမ္မလက်ဆောင်ဓမ္မဘုဒ္ဓကပါလဲဆိုလို့ရှိရင်ကိုယ့်ရဲ့ပိုင်းနေမှာဆိုလို့ရှိရင်လူတွေအတွက်ဓမ္မမေဆွေများအတွက်တောကဖြစ်စရာတွေစစ်စင်းစရာအကြောင်းအရာတွေအမြဲတမ်းကြုံတွေ့နေရတာတဲ့အချိန်ကာလဖြစ်တယ်ပေါ့ဒါကြောင့်ဦးဇင်းကဓမ္မမေဆွေများအတွက်စိတ်ချမ်းသာစရာစိတ်ရထွက်ပေါက်ကလေးတွေကိုဒါဖြစ်ပေါ်ကြောင်းဖြစ်တဲ့စိတ်ချမ်းသာစရာလေးတွေကိုမျှဝေပေးခြင်းနဲ့စိတ်လည်းအမြဲတမ်းဖြစ်ပေါ်နေတယ်။ဒါကြောင့်ဒီနေ့ဦးဇင်းကစိတ်ထားတတ်ရင်ချမ်းသာတယ်ဆိုတဲ့ခေါင်းစဉ်လေးတစ်ခုနဲ့ဓမ္မမိတ်ဆွေများကိုစိတ်ရဲ့ထွက်ပေါက်ကလေးတစ်ခုစိတ်ချမ်းသာစရာလေးတစ်ခုကိုမျှဝေပေးပါမယ်။တခါကဆွမ်းလုံးဆရာတော်ဘုရားကြီးရဲ့ကျောင်းဝင်းထဲမှာဒကာမနှစ်ယောက်ကလာပြီးတော့ရံဖြစ်ကြတယ်။ဒီလိုရံဖြစ်နေတာကိုကျောင်းဝင်းထဲကကိုရင်နေဦးစီးနေကမြင်တဲ့အခါမှာကျောင်းဝင်းထဲလာပြီးတော့ရံဖြစ်ရကောင်းလားဆိုပြီးတော့ကဲ့ရဲ့ကြတယ်။အရှက်မရှိတဲ့ဟာတွေဆိုပြီးကဲ့ရဲ့ကြတာပေါ့ဒီလိုကဲ့ရတာကိုဆွမ်းလုံးဆရာတော်ကြီးကဟဲ့အဲ့လိုမကဲ့ရကြနဲ့ဒေါသရဲ့ခတ်ထမ်းမှုဒေါသရဲ့အပြစ်တွေဒေါသဖြစ်လို့ရှိရင်ဒီလိုပဲခတ်ထန်အကြီးထန်နေဆိုတာတွေကိုလာပြီးတော့ပြနေတဲ့တရားပြတဲ့ဓမ္မဂရိကဆရာမကြီးတွေလို့သဘောထားကြရတယ်ကဲသွားတဲ့ပြောနှစ်ဖြစ်ယူသွားသူတို့ကိုတရားနဲ့ပူဇော်ကြဆိုပြီးတော့ဆရာတော်ကြီးအဲ့လိုပြောပါတယ်အဲ့တော့ဒီနေရာမှာကိုရင်နေဦးစီးနေမြင်တဲ့အာယုံမြင်ခွင်းနဲ့ဆရာတော်ဖျားကြီးမြင်တဲ့အာယုံမြင်ခွင်းကတော့အတူတူပါပဲဒါပေမဲ့လို့အဲ့ဒီမြင်ခွင်းပေါ်မှာထားတဲ့အဲ့ဒီအတွေ့အကြုံပေါ်မှာထားတဲ့စိတ်သဘောထားချင်းညာကွာခြားပါတယ်အဲ့လိုကွာခြားတဲ့အတွက်ကိုရင်နေဦးစီးနေမှာဒေါသဖြစ်တယ်ဆရာတော်ဖျားကြီးမှာတော့ဒေါသမဖြစ်ဘူးပေါ့ဒါကြောင့်ဦးဇင်းတို့တွေစိတ်ချမ်းသာခြင်းနဲ့တောကတွေယုံနေခြင်းနဲ့ဆိုရင်ကိုမြင်နေရတဲ့ကိုတွေ့ကြုံနေရတဲ့အမြင်ကွင်းတွေနော်အဲ့အရာတွေပေါ်မှာကိုတွေးကြုံနေရတဲ့အခက်အခဲတွေရှိတယ်ကိုတွေးကြုံနေရတဲ့မြင်ကွင်းတွေရှိတယ်အဲ့ဒါဒီပုံမှာကိုဘယ်လိုစိတ်ထားတယ်လဲအဲ့ဒီအရာတွေပုံမှာကိုဘယ်လိုတုံ့ပြန်တယ်လဲဆိုတာလည်းအရေးကြီးပါတယ်အကိုကဘလောက်ပဲကိုပုံမှာလူတွေကကိုကဲရကြလိမ့်မယ်ပြစ်တင်ကြတယ်မျိုးမျိုးဒုက္ခပေးကြလိမ့်မယ်အဲ့လိုပေးတဲ့နေရာမှာကိုကဒီအရာတွေကငါစိတ်ကိုလာပြီးတော့စမ်းသပ်နေတာပဲငါရဲ့စိတ်ကိုဘလောက်ခံနိုင်ရချင်းရှိလဲဆိုပြီးတော့စမ်းသပ်နေတဲ့ဓာရီယာစမ်းသပ်နေတယ်အဲ့တော့ဒါတွေကိုငါဘယ်လိုစိတ်နဲ့တုံ့ပြန်ရမလဲမကောင်းတဲ့စိတ်နဲ့ကိုကတုံ့ပြန်နေဆိုရင်ကိုမှစိတ်ချမ်းသာတယ်ဒေါသမဖြစ်ဘူးပေါ့မကောင်းတဲ့စိတ်နဲ့ကိုကတုံ့ပြန်လိုက်မယ်ဆိုရင်တော့ကိုမှတောကဖြစ်မယ်ဒေါသဖြစ်မယ်ဒါကြောင့်ငါကောင်းတဲ့စိတ်နဲ့ပဲတုံ့ပြန်မယ်ငါစိတ်ကိုဒါတွေကလာပြီးတော့စမ်းသပ်နေတာပဲဒီလိုတွေးပြီးတော့ကောင်းတဲ့စိတ်နဲ့တုံ့ပြန်လိုက်မယ်ဆိုလို့ရှိရင်တော့စိတ်ချမ်းသာကြတွေတွေးကြုံရမယ်ဒေါသဖြစ်ကြတွေနည်းသွားမယ်ပေါ့ဒါကြောင့်အရာရာတိုင်းဟာကိုယ့်ရဲ့စိတ်ထားပေါ်မှာလည်းအယမ်းမူတည်ပါတယ်။ကိုကအမြဲတမ်းလူတစ်ယောက်ပေါ်မှာကိုယ့်ရဲ့ပတ်ဝန်းကျင်ပေါ်မှာအမြဲတမ်းအပြစ်တင်မြင်မယ်။အမြဲတမ်းမကောင်းမြင်ပြီးတော့အမြဲတမ်းအဲ့စိတ်တွေထားနေမယ်ဆိုလို့ရှိရင်ကိုယ့်ပတ်ဝန်းကျင်ကလည်းကိုယ့်ကိုအမြဲတမ်းဒါမကောင်းပြောနေကြတယ်အပြစ်တင်မြင်နေကြတယ်အပြစ်တွေတင်နေကြတယ်လို့ကိုကအမြဲတမ်းထင်နေလိမ့်မယ်။အဲ့လိုထင်နေတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့စိတ်ကအမြဲတမ်းဒေါသဖြစ်နေမယ်။အမြဲတမ်းဒေါသဖြစ်နေတယ်ဆိုလို့ရှိရင်အမြဲတမ်းတောကတွေဖြစ်နေမယ်အမြဲတမ်းစိတ်မချမ်းသာမှုတွေပဲဖြစ်နေပါလိမ့်မယ်။ဒါကြောင့်ကိုယ့်ပတ်ဝန်းကျင်ပေါ်မှာမြင်တဲ့အမြင်လေးတွေကိုတစ်မျိုးပြောင်းကြည့်ပါ။ကောင်းတာလေးတွေကိုရှာပြီးတော့ကြည့်ကြည့်ပါ။ကောင်းတာလေးတွေကိုရှာပြီးတော့တွေးကြည့်ပါ။အဲ့လိုရှာတွေးကြည့်မယ်ဆိုရင်ကိုယ်စိတ်ထားတွေကတစ်မျိုးပြောင်းသွားပါလိမ့်မယ်။အဲ့လိုပြောင်းသွားတဲ့အခါမှာကိုယ့်ပတ်ဝန်းကျင်မှာအကောင်းမြင်တတ်လာမယ်။အကောင်းမြင်တတ်လာလို့ရှိရင်ဒေါသတရားတွေနည်းသွားမယ်။တောကတွေနည်းသွားမယ်။အဲ့လိုနည်းသွားလို့ရှိရင်စိတ်ချမ်းသာစရာတွေဖြစ်ပေါ်လာပါလိမ့်မယ်။ဒါလည်းပဲဓမ္မမိတ်ဆွေများအတွက်ဦးဇင်းကစိတ်ချမ်းသာစရာဒါမြင်ကွင်းလေးတွေစိတ်ထားတတ်ပုံလေးတွေကိုဦးဇင်းကရှင်းပြခြင်းဖြစ်ပါတယ်။အဲကြောင့်စိတ်ထားတတ်ရင်ချမ်းသာတယ်ဆိုတာကကိုယ်စိတ်ကထားတတ်ဖို့အရင်ရည်ကြည်ပါတယ်။ဘယ်လိုထားရမလဲ။ခုနကဦးဇင်းပြောတဲ့အတိုင်းနည်းနဲ့ထားမယ်ဆိုထားလို့ရ။နောက်တစ်ခုကဘာလဲဆိုရင်တတိနဲ့ပညာနဲ့အမြဲတမ်းဆင်ခြင်ကြည့်ပါသုံးသပ်ကြည့်ပါ။အရာရာတိုင်းကအမြဲတမ်းအဆိုးတွေကြီးရှိနေတာမဟုတ်ဘူး။အကောင်းတွေလည်းပဲရှိနေတတ်ပါတယ်။အဲ့ဒီအကောင်းတွေကိုမြင်နိုင်ဖို့အတွက်ဆိုရင်တတိပညာလိုအပ်တယ်။တတိပညာမရှိရင်အကောင်းမမြင်နိုင်ဘူးအကောင်းကိုရှာမတွေ့နိုင်ဘူးဒါကြောင့်အကောင်းကိုမြင်နိုင်ဖို့အတွက်အကောင်းကိုရှာတွေ့နိုင်ဖို့အတွက်ကောင်းကွက်ကလေးတွေကြည့်တတ်ဖို့အတွက်တတိနဲ့ပညာအဲ့နှစ်ခုလေးလိုအပ်ပါတယ်အဝင်းကျင်ကိုကြည့်လိုက်ပြီဆိုရင်တတိထားကြည့်လိုက်ပါတတိထားမကြည့်ဘူးဆိုရင်တော့အဆိုးတွေကြီးမြင်နေပါလိမ့်မယ်အရာရာတိုင်းကစိတ်ပြက်စရာကြီးအဆိုးတွေကြီးပဲတတိထားပြီးတော့ပညာနဲ့ဆင်ခြင်ကြည့်မယ်ဆိုလို့ရှိရင်ဖြစ်ပြီးတော့လဲဒါတွေကပြက်သွားတာပဲဘယ်ရမှထာဝရတည်ရှိမနေဘူးကောင်းတဲ့အရာတွေလည်းရှိတယ်ဆိုးတဲ့အရာတွေလည်းရှိနေတာပဲ
စိုးတဲ့အရာတွေကြီးထာဝရရှိမနေဘူးကောင်းတဲ့အရာတွေလည်းရှိတယ်အဲ့တော့ကောင်းတဲ့အရာတွေကိုငါတတိထားပြီးကြည့်မယ်ကြည့်ပြီးတော့ကိုယ့်ရဲ့ပညာနဲ့ဘယ်အရာဖြစ်ဖြစ်ရဲတဲ့အရာမဟုတ်ဘူးကောင်းတဲ့အရာတွေလည်းရှိတယ်စိုးတဲ့အရာတွေလည်းရှိတယ်ဒီအတွက်ကြောင့်ငါစိတ်ကတော့အဲ့ဒီအကောင်းအရာတွေကောင်းခြင်းဆိုးခြင်းတွေကိုအကြောင်းပြုပြီးငါစိတ်ကအမြဲတမ်းယိုင်လဲနေမယ်ပြိုလဲနေမယ်ဆိုရင်ဘယ်လိုလုပ်ပြီးတော့ငါစိတ်ချမ်းသာနိုင်ပါမလဲဒီကောင်းခြင်းဆိုးခြင်းကိုအကြောင်းပြုပြီးငါစိတ်တုန်လှုပ်နေတယ်ဆိုရင်ဘယ်လိုလုပ်ပြီးငါလောကကြီးထဲနေနိုင်ပါမလဲဒါပညာနဲ့ဆင်ခြင်ပါအဲ့လိုဆင်ခြင်ပြီးကောင်းတာတွေနဲ့တွေ့စိုးတာတွေနဲ့ပဲတွေ့ငါစိတ်ကိုတည်ငြိမ်နေအောင်ငါစူးစမ်းမယ်စူးစမ်းပြီးတော့ဒီအာယုန်ဒီပုံမှာဒီအာယုန်ဒီကိုအကြောင်းပြုပြီးတော့ငါစိတ်ကိုမတုန်လှုပ်နိုင်အောင်ငါစူးစမ်းမယ်အဲ့လိုတွေးပြီးတော့ကိုယ်စိတ်ကိုချမ်းသာတဲ့ဘက်ဒေါသကင်းတဲ့ဘက်တောကကင်းတဲ့ဘက်ကိုတက်နေသမျှထားနိုင်အောင်စူးစမ်းရမှာပါအဲ့လိုထားနိုင်နေဆိုလို့ရှိရင်ဘုရားတို့ရဲ့ဖြစ်ပေါ်နေတဲ့လက်ရှိဖြစ်ပေါ်နေတဲ့ဒေါသတွေတောကတွေကနေနေသမျှနေပြီးတော့စိတ်ချမ်းသာရာချမ်းသာကြောင်းလေးတွေဖြစ်ပေါ်လာမှာပါဒါကြောင့်ဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်ကလေးချမ်းသာဖို့အတွက်ထွက်ပေါက်ကလေးတစ်ခုကိုအမြဲတမ်းရှာသင့်ပါတယ်ဒီလိုရှာတဲ့နေရာမှာမြင်ကွင်းတွေပေါ်ကိုမြင်လိုက်တဲ့မြင်ကွင်းတွေပေါ်မြင်ကွင်းတွေအပေါ်မှာဒါအကောင်းဘက်ကနေတွေးကြည့်ဖို့လိုပါတယ်အကောင်းဘက်ကနေမြင်ပြီးတော့ကိုယ်စိတ်ကိုချမ်းသာအောင်ကြိုးစားကြည့်ပါအဲ့လိုကြိုးစားမယ်ဆိုရင်တော့ဒီမြင်ကွင်းတွေကိုအကြောင်းပြုပြီးဖြစ်ပေါ်လာစေတဲ့ဒေါသတွေလောဘတွေအဲ့ဒါတွေကနည်းနေမြနည်းပြီးတော့ကိုယ်စိတ်ကလေးအေးချမ်းလာပါလိမ့်မယ်နောက်တစ်ခုတော့အရာရာတိုင်းကိုတွေးကြုံတယ်မြအာယုံတွေအရာရာအတိုင်းနော်ကိုဘဝမှာတွေးကြုံလာတဲ့အခက်အခဲတွေအရာရာအားလုံးကိုတတိနဲ့ပညာနဲ့ဆင်ခြင်ကြည့်ပါအဲ့လိုဆင်ခြင်ပြီးတော့ဒါကိုယ်စိတ်ကိုအကောင်းတဲ့ဘက်ကိုရွေ့နိုင်အောင်ကြိုးစားပါအဲ့လိုကောင်းတဲ့ဘက်ကိုထားနိုင်မယ်ရွေ့ပြီးနိုင်မယ်ဆိုလို့ရှိရင်လည်းပဲကိုယ်စိတ်ကလေးကတဖြည်းဖြည်းနဲ့ဒေါသတွေကင်းပြီးတော့လောကတွေနည်းပြီးတော့ချမ်းသာလာလိမ့်မယ်လို့ဦးဇင်ကတော့မြင်ပါတယ်ဒါကြောင့်ဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်ကိုကောင်းတဲ့ဘက်မှာထားတတ်အောင်ကြိုးစားပါကောင်းတဲ့ဘက်မှာထားတတ်တယ်ဆိုရင်တော့စိတ်ချမ်းသာပါလိမ့်မယ်လို့ဦးဇင်ကကြံပြပြစေဓမ္မမိတ်ဆွေများအားလုံးကိုယ်စိတ်နဲ့ဖျားချမ်းသာကြပါစေ